ကျွန်တော်လက်တွေမှာရွှွတွေပေးကျန်နေပေမဲ့မျက်လုံးကိုတုပ်ပြီးကြည့်လိုက်တဲ့အခါကားတစ်စီးရဲ့နောက်ဖုံးထဲမှာဝတ်ထားတဲ့ဘုံတစ်လုံးကိုအာယုံနဲ့မြင်လိုက်ရပါတယ်။အဲ့ဒီအချိန်ကားထဲတက်ဖို့လုပ်နေတဲ့အမျိုးသမီးနှစ်ယောက်ကိုဘုံရှိတယ်လို့တွားပြောပေမဲ့သူတို့ကကျွန်တော်ကိုအယူဖုံးတောင်းစားဆိုပြီးဂယုမဆိုင်ခဲ့ကြဘူး။ဘုံပောက်ကွဲဖို့6စက္ကန့်ပဲလိုတော့တဲ့အချိန်မှာတော့သူတို့အသက်ကိုကယ်ဖို့အတွက်ကျွန်တော်ဟာသူတို့ကိုမြေပြင်ပေါ်ဆွဲလဲချလိုက်ရပါတယ်။တပြိုင်နက်တည်းမှာပဲကားဟာတဆစီပောက်ကွဲသွားခဲ့ပြီးသူတို့အသက်ကိုကျွန်တော်ကယ်နိုင်ခဲ့ပါတယ်။ကျွန်တော်မှထူးခြားတဲ့အစွမ်းရှိတာကိုသိသွားတဲ့အဲ့ဒီအမျိုးသမီးဟာသူမရဲ့ဖျားနာနေတဲ့ဖခင်ကိုကယ်တင်ပေးဖို့ကျွန်တော်ကိုအိမ်ထိလိုက်ခဲ့ပေးဖို့တောင်းပန်ပါတယ်။ကျွန်တော်လည်းတနာတာနဲ့လိုက်သွားခဲ့တာပေါ့။အိမ်ရောက်တော့သူမရဲ့မောင်ကဖခင်ဖြစ်သူကိုစံပြုတ်တိုက်ဖို့လုပ်နေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီစံပြုတ်ထဲမှာတခုခုမားနေတာကိုမြင်လိုက်လို့ကျွန်တော်ချက်ချင်းပဲပုတ်ချလိုက်ပါတယ်။အကယ်၍လူနာသားအဲ့ဒီစံပြုတ်ကိုတောက်လိုက်ရင်တနာရီတောင်ခံမှာမဟုတ်လို့ပါ။ကိုသူမရဲ့မောင်ကကျွန်တော်ပြဿနာလာရှာတယ်ထင်ပြီးရန်လုပ်တော့တာပဲ။ကျွန်တော်လည်းဘာမှပြန်မပြောတော့ပဲစံပြုတ်ထဲကအစိတ်ဖြစ်စေတဲ့အမဲရောင်ဆေးလုံးကိုနှိုက်ပြလိုက်တယ်။ဒါပေမဲ့ကျွန်တော်ကပြင်ပလူဖြစ်နေလို့ဘယ်သူမှမယုံကြဘူး။ဒါနဲ့ကျွန်တော်အိတ်ထဲကမော်မတ်မွန်တီကိုထုတ်ပေးပြီးဒါကိုကျွေးရင်တက်တာမယ်လို့ပြောလိုက်တယ်။အဲ့ဒီအမျိုးသမီးကကျွန်တော်ကိုယုံကြည်ပြီးသူမဖခင်ကိုကျွေးလိုက်တဲ့အခါဖခင်ဖြစ်သူဟာရုတ်တရက်တုန်တက်လာပါတယ်။ကိုအခွင့်ကောင်းယူပြီးမိခင်နဲ့သားကကျွန်တော်ကိုလူသက်သမားဆိုပြီးအပြစ်ပုံချကရိုက်နှက်ဖို့စူးစမ်းကြပြန်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဖိုးအိုဟာမျက်လုံးပွင့်လာပြီးတတိယလာခဲ့ပါတယ်။ကျွန်တော်ကယ်တင်ခဲ့မှန်းသိသွားတဲ့အခါအဖိုးအိုကကျေးဇူးတင်တဲ့အနေနဲ့တမီးဖြစ်သူနဲ့လက်ထပ်ပေးမဲ့အပြင်ငွေတန်း60ပါတဲ့ black card ကိုပါပေးခဲ့ပါတယ်။ကျွန်တော်ကတော့လက်ထပ်ဖို့ကိုညှင်းဆိုခဲ့ပြီးကက်ကိုပဲယူကာဖျားနာနေတဲ့ညီမလေးရဲ့ခွဲစိတ်ဆေးပေးဖို့ဆေးရုံကိုအပြေးလွှားသွားခဲ့ပါတယ်။ဆေးရုံရောက်တော့အဲ့ဒီအမျိုးသမီးကကြိုရောက်နေတာကိုတွေ့ရပြီးထူးဆန်းတာကညီမလေးရဲ့ခွဲစိတ်မှုဟာအကြောင်းမဲ့ဖြစ်သိမ်းခံလိုက်ရတာပါပဲ။အဲ့ဒီအချိန်မှာပဲအဖိုးအိုကိုအစိတ်ကျွေးခဲ့တဲ့တားမိနှစ်ယောက်ပေါ်လာတော့မှဒါဟာသူတို့ရဲ့ထောင်ချောက်မှန်းကျွန်တော်သိလိုက်ရတယ်။ကျွန်တော်စိတ်ပြက်အားငယ်နေတော့မှပဲအဲ့ဒီအမျိုးသမီးကဝင်ရောက်ကူညီပေးခဲ့လို့ညီမလေးရဲ့ခွဲစိတ်မှုဟာအဆင်ပြေပြေပြီးဆုံးသွားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်လည်းသူမကိုအလေးနဲ့ကျေးဇူးတင်စကားပြောလိုက်ပါတော့တယ်။ Subscribe နဲ့ like လေးလုပ်ပေးသွားခဲ့ကြပါဦးဗျ။